လောကထဲမှာရောက်နေတဲ့ပုဂ္ဂိုလ်တိုင်းဟာအကောင်းနဲ့တွေ့ရတယ်လို့အဆိုးနဲ့လည်းတွေ့ရအကောင်းကြီးတွေ့တဲ့ပုဂ္ဂိုလ်ဆိုတာမရှိတယ်လို့ပဲအဆိုးကြီးတွေ့တဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးအလုံးကြားဘူးကြတဲ့အတိုင်းလောကရန်ဆိုတာမြောက်များစွာရှိနိုင်တော့လဲဒီနေရာမှာအဓိကလောကရန်၈မျိုးကိုပြောမယ်ဆိုရင်လာဘနဲ့အလာဘစီးပွားရေးတွေအဆင်ပြေလို့ငွေကြေးအမြောက်များရတယ်အလာဘစီးပွားရေးအဆင်မပြေဘူးဝင်ငွေတွေမရဘူးနေ့တစ်ကမ္ဘာလုံးဟာအလာဘဆိုတာနဲ့သွားကြုံတယ်နော်လာဘဆိုတာရှိတယ်လို့အလာဘဆိုတာလည်းရှိတယ်ချမ်းသာတဲ့နိုင်ငံဘလောက်ချမ်းသာတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အစင်မပြေလို့မရတဲ့အခါရှိအစင်ပြေနေလို့ရတဲ့အခါလည်းရှိလောကရဲ့သဘာဝပဲစိတ်ဓာတ်ဟာလောကရဲ့သဘာဝနဲ့ကြုံတွေ့ပြီဆိုလို့ရှိရင်ရိမ့်ရိုင်ပြီးတော့သွားတတ်တယ်အဲ့ဒါမကြန့်ခိုင်လို့ရိမ့်ရိုင်တာဥပမာပေးတယ်မုန်တိုင်းနဲ့ဥပမာပေးတယ်ဒါမို့လောကရန်မုန်တိုင်းလို့ပြောကြတယ်လေဒီမိုင်50မိုင်60မိုင်120တိုက်တဲ့မုန်တိုင်းတွေလာတဲ့အခါကျတော့အားနေတဲ့တစ်ပင်တွေအမြစ်ပါထောင်လဲသွားဒီမုန်တိုင်းဓာတ်မျိုးဘလောက်ပဲတိုက်လဲပြိုမသွားတာကတော့တောင်ကြီးတွေပဲထန်တဲ့မုန်တိုင်းရှိတဲ့နဲ့တစ်ပင်ကဘာလို့လဲပြီးတော့တောင်ကြီးတွေကြတော့ဘာလို့မလဲသလဲလို့ဆိုရင်ကြန့်ခိုင်မှုမတူတာပဲအဲ့ဒါမှလူရည်လို့ဖြစ်လာတဲ့ပုဂ္ဂိုလ်တွေလောကရန်နဲ့ကြုံတွေ့လာတဲ့အခါတချို့ကဘုံဘုံလဲသွားတယ်စိတ်ဓာတ်အနေထားတွေပြက်ပြားသွားတယ်တချို့ကစိတ်ဓာတ်အနေထားမပြက်ပြားပဲနဲ့ရင့်ကျက်မှုတွေပို့ပြီးတော့ရလာတယ်